ဒီအချိန်မှာအစည်းအဝေးဆုံးအရွေးချယ်တင်ဆုံးခုံသုံးတန်းကားတစ်စီးကဘာကားလေးဖြစ်မလဲဆိုတော့တူတူကြည့်လိုက်ရအောင်ဒီကားလေးကတော့ VGB U70 Pro ပဲဖြစ်ပါတယ်ဆိုတော့ဒီကားလေးရဲ့ exterior ရုပ်ထွက်တွေအတွင်းက function တွေကိုမပြောခင်မှာကျွန်တော်တို့ key remote လေးကိုတူတူကြည့်လိုက်ရအောင် key remote မှာဆိုလို့ရှိရင်တော့သူက design color ဘာညာနေထားတော့ရိုးရိုးရှင်းရှင်းပဲအသုံးပြုပေးထားတယ်အပေါ်မှာ unlock လုပ်ပါမယ်အောက်မှာ cargo ဖွင့်ပေးကလို့အောက်ဘက်မှာဆိုလို့ရှိရင်တော့ lock လုပ်လေးကိုထည့်သွင်းပေးထားပါတယ်ဆိုတော့မိုက်ပါတယ်ကားရဲ့ exterior ရုပ်ထွက်မှာဆိုလို့ရှိရင်လဲမှာ VGB logo စာနှမ်းပါမယ်အောက်ဘက်မှာဆိုလို့ရှိရင်တော့လေဝင်လက်ထက်ကောင်းအောင်ပြောင်းအောင် design လေးနဲ့ဖန်တီးပေးထားတဲ့ gray design အောက်ဘက်မှာဆိုလို့ရှိရင်တော့အနီရောင် color လေးကို highlight လေးဖောက်ထားပေးတယ်ကျွန်တော်ဒီဘက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လဲ fog lamp LED projector headlight daytime running light လေးကိုအသုံးပြုပေးထားပါတယ်ဆိုတော့ဒီကားလေးရဲ့ရုပ်ထွက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မမကြစ်ကြစ်လေးနဲ့အရမ်းမိုက်တဲ့ကားတစ်စီးအရမ်းမိုက်တဲ့ feeling ကိုလည်းလူကြီးမင်းတို့မြင်တွေ့ရပါပါဆိုတော့ကျွန်တော်တို့ကားနောက်လေးကိုဆက်သွားပြီးတော့ကြည့်လိုက်ရအောင်ဒီနောက်ဒီဇိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးလူကြီးမင်းတို့မြင်ရမှာက VGB logo ရဲ့ Sinotrek ရဲ့ U70 Pro ရဲ့ဒီနာမှာပြောစရာရှိတာကသူထည့်သွင်းပေးထားတဲ့စာလုံး font design ကကြောကြောရွရွလေးရှိတယ်မြင်လိုက်တာနဲ့ Sinotrek မှန်တန်းပြီးတော့တည်တယ်ညာဘက်မှာဆိုလို့ရှိရင်လည်း U70 Pro ကိုလောက်ထားပြီးတဲ့ design color က Junior မှာ red color လေးကိုထည့်သွင်းပေးထားပြီးတော့ Pro ကိုလည်းအနီရောင် color လေးအသုံးပြုပေးထားတယ်ကြည့်ရတာကနည်းနည်းစမ်းတက်တဲ့ feeling ကိုတော့ရတယ်ဆိုတော့အပေါ်ပိုင်းမှာဆိုလို့ရှိရင်တော့ tail light လေးပါမယ် VGB logo နောက်မြေခွက် design မှာဆိုလို့ရှိရင်တော့သူကဒီ parallel design ကိုဖန်တီးပေးထားပြီးတော့ tunnel light လေးကိုမီးခွက်ရဲ့ဂျားထဲမှာမြုပ်ထားပေးပါတယ်ဆိုတော့အနောက်ဘက်မှာဆိုလို့ရှိရင်ဒီကောင်ကဒီ sporty ဆန်ဆန်လေးကိုဖန်တီးပေးထားတယ်နောက်ဘက်မှာ design ကစပါတော့ဒီမှာဆိုလို့ရှိရင်လည်း LED မီးကြောက်လေးထည့်သွင်းပေးထားတယ်နောက် sonar အနေနဲ့ကတော့လေးလုံးထည့်သွင်းပေးထားပါတယ် cargo space မှာဆိုလို့ရှိရင်လည်းဒီကောင်ကခုံ3တန်းလို့ပြောထားပေမဲ့အနောက်ကတန်းကိုခောက်လိုက်မယ်ဆိုလို့ရှိရင် cargo space ကကြည်ကြဲဝုန်းဝုန်းထွက်လာမှာပဲဖြစ်ပါတယ်ဆိုတော့လူကြီးမင်းတို့မြင်တဲ့အတိုင်းပါပဲဒီနောက်ကခုံတစ်ခုံကိုခောက်လိုက်မယ်နောက်တန်းခောက်လိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ cargo space ကကျွန်တော်ဒီ light case ကိုကြည်ကြဲဝုန်းထည့်လို့ရမယ်ကောက်ဖိတ်ဆိုလို့ရှိရင်လည်းတော်တော်များများဆန့်တယ်ဆိုတော့ကျွန်တော်တို့ကားရဲ့အတွင်းကန်းလေးကိုသွားပြီးတော့လေ့လာကြည့်လိုက်ရအောင် let's go ဆိုတော့ကားလေးလည်းရောက်ပြီဆိုတော့ကျွန်တော်ရဲ့ထုံးစံတိုင်းထိုင်ရတဲ့ feeling တွေထိုင်ကွန် quality တွေကိုအရင်ဆုံးပြောပြပေးမယ်ဒီ VGB မှာဆိုလို့ရှိရင်တော့ထိုင်ရတဲ့ feeling က leather premium leather သားကိုပဲအသုံးပြုပေးထားတယ်ထိုင်ရတဲ့ feeling က comfort ဖြစ်တယ်တတောက်တတာရှိတယ်လို့ခံစားရတယ်ဆိုတော့ steering wheel design လေးကိုပြောပြပေးမယ် steering wheel design ကကြတော့အလဲမှာVGB logo ပါမယ်အောက်ဘက်မှာ flat bottom design ကိုအသုံးပြုပေးထားတယ် leather ကြိုးချုပ်သားကိုပဲအသုံးပြုပေးထားတယ်နည်းနည်းကန်ရတာတော့ကြစ်ကြစ်လေးလေးတော့ဖြစ်တယ်အဆိုးမိုက်တယ်ညာဘက်မှာဆိုလို့ရှိရင်တော့ cruise control တွေပါမယ်ဘယ်ဘက်မှာတော့ volume control တွေထည့်သွင်းပေးထားတယ်အရှိပါတော့ကျွန်တော်ဒီ digital cluster ကိုအသုံးပြုပေးထားပြီးတော့ညာဘက်မှာတော့ infotainment screen infotainment screen မှာဆိုလို့ရှိရင်တော့ဒီကောင်ကနည်းနည်းကြစ်လေးလေးနဲ့တေးသေးလေးတော့ဖြစ်သွားတယ်ဒါပေမဲ့အရင်ရှိုးရတဲ့မှာတော့မပါဘူးသူ့ရဲ့ budget သူ့ရဲ့ဈေးတန်းမှာတခုဆိုရင်တော့စီးတင်နဲ့စီးပျော်တဲ့ကားတစ်စီးလည်းဖြစ်တယ်အခုပြောမယ်ဆိုလို့ရှိရင်လေဒီကောင်ကဒီ digital touch အနေနဲ့အသုံးပြုလို့ရတယ်လို့မျိုးပဲအောက်ဘက်မှာလည်းကျွန်တော်ဒီ piano ခလုတ်လေးတွေphysical button လေးကိုလည်းအသုံးပြုလို့ရအောင်ထည့်သွင်းပေးထားတယ်သူ့ရဲ့ gear နဲ့ design ကိုပြောမယ်ဆိုလို့ရှိရင်လည်းheavy feeling ကတော့ကြစ်ကြစ်လေးလေးနဲ့မိုက်တယ်hazard light ပါမယ် electronic parking brake auto hold သူရဲ့ emerald မှာဆိုလို့ရှိရင်တော့ကပ်ဖို့တာကတော့နည်းနည်း manual တော့ဆန်တယ်အသုံးမလို့ရင်ဖယ်ထားလို့ရတယ်ဆိုတော့ဒီကားမှာဆိုရင်တော့ driving mode ကတော့၄မျိုးပါတယ် eco normal sport နဲ့ comfort ဆိုပြီးတော့၄မျိုးပါတယ် steering ရဲ့ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်လည်း linky assist တွေပါမယ် down wheel assist တွေထည့်သွင်းပေးရတယ် headlight adjustment လေးကိုလည်းထည့်သွင်းပေးရတာဖြစ်ပါတယ်ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်side mirror adjust လုပ်ရမယ့်ခလုတ်လေးတွေကိုထည့်သွင်းပေးထားပြီးတော့အောက်ဘက်မှာတော့ power window system ခလုတ်လေးတွေကိုထည့်သွင်းပေးထားပါတယ်ဒီကားမှာဆိုလို့ရှိရင်ကျွန်တော်ဒီ panoramic sunroof ပေါ့နော်လူကြီးမျိုးတို့မြင်တဲ့အတိုင်းပဲကျွန်တော်ကြိုပြီးတော့ဖွင့်ထားပေးတယ်ဒီကားမှာဆိုလို့ရှိရင် panoramic sunroof ကfull မြင်ကွင်းကိုအသုံးပြုထားပေးရပေါ့နော်ကြည့်ရတာကမြင်ကွင်းကျယ် feeling ကိုလည်းခံစားရပါတယ်ကျွန်တော်ကားနောက်လေးကိုသွားပြီးတော့လေ့လာကြည့်လိုက်ရအောင်ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လည်းထိုင်ရတဲ့ feeling ကအရှိဘက်နီးတူပဲcomfort ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်အရှိမှာဆိုလို့ရှိရင်တော့ round aircon လေးကိုအသုံးပြုပေးထားပြီးတော့ကျွန်တော်ဒီ type C ပေါက်နဲ့ USB ပေါက်လေးကိုထည့်သွင်းပေးထားတယ်ကားဖိုတာလေးပါသေးတယ်ဆိုတော့ဒီကားမှာဆိုရင်တော့ speaker အနေနဲ့၈လုံးပါဝင်ပြီးတော့ airbag အနေနဲ့ကတော့6လုံးထည့်သွင်းပေးထားပါတယ် safety ကတော့ perfect ပဲမိုက်တယ် okay ဒီကားလေးက engine power 1.5 liter ကိုမှ turbo နဲ့လာမယ် GDI engine ကိုအသုံးပြုပေးထားပြီးတော့7 speed dual clutch transmission ကိုအသုံးပြုပေးထားပါတယ်
ဆိုတော့မောင်းနေရတဲ့အခါမှာလည်းစီစားတက်တာမဲ့ driving feeling ကလည်းအဆင်ပြေတယ်ဆိုတော့ဒီကားလေးကိုလူကြီးမလို့အနေနဲ့ချက်နေတက်လို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Billionaire One Auto ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ showroom လိပ်စာလေးကတော့အမှတ်6 16ရပ်ကွက်မိုးကောင်းလန်ရန်ကင်းမြို့နယ်မှာတရှိပြီးတော့ရွှေကောင်းဟော့ပေါ့ဘေးနဲ့ရုံရှင်းဘေးနားမှာရှိပါတယ်ဆိုတော့ဖုန်းနံပါတ်အနေနဲ့တော့3993လုံး33လုံး299ဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ Billionaire One Auto ကအာကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့